လဲကြွက်ထိုးသွားရင်တရေမနဲ့အိတ်ခဲတဲ့ကောင်လာသားညာဖြစ်ပေမဲ့တင်ဖုန်းနေလို့မောင်မောင်မဲမဲဖြစ်နေတဲ့လေကွင်းပြင်ကြီးပုရိသနဲ့ဖားတန်တွေပဲကြားနေရတယ်ကိုထုံးကခါမာတားချီလက်ထဲမှာတမီနဲ့လဲကြွက်ထိုးဖို့ထွက်လာသူကရွာမှာကြွက်ထိုးတာအကျွမ်းကျင်ဆုံးဒီညတော့ဟင်စားမကားဘူးရောင်းမှုပါရောင်းမယ်ဒီဘက်တောဆက်ကားကြွက်ဒီကအကောင်ပို့ကြီးတယ်လို့တရင်ကြားတယ်တမီးရောင်ထဲမှာထူးထူးခြားခြားလှပပြီးအမွေးတွေဝင်းပြောင်နေတဲ့ရွှေရောင်ကြွက်ကြီးတစ်ကောင်ကိုတွေ့လိုက်တယ်ကိုထွင်းကထိုရွှေရောင်ကြွက်ကြီးနောက်ကိုအတင်းလိုက်တယ်ကြွက်ကသူ့ဖန်းကနီးတိုင်းလွတ်သွားပြီးတောနဲ့ထဲကိုပို့ဝင်သွားတယ်တဖြည်းဖြည်းနဲ့လမ်းတွေပျောက်လာတယ်ပတ်ဝန်းကျင်ကလည်းအေးစင်လာတယ်ရုတ်တရက်မိုးချင်းတန်တွေကြားရပြီးမိုးတဲထန်စွာရွာချလိုက်တယ်ဟေးဘယ်ဟုတ်ကုန်တာလဲဒီနောက်မှာဒီလိုတော့အုပ်ရှိတာတခါမှမကြားဘူးပါဘူးမိုးတဲလေထဲမှာဝေးဝါးနဲ့လင်းထိန်နေတဲ့အင်္ဂလိပ်တစ်လုံးကိုလဲတော့အဆက်မှာတွေးလိုက်ရတယ်အိမ်ကဝိုင်းအင်္ဂလိပ်ဆိုပြီးမဲ့တန့်ရှင်းတရက်နေတယ်အိမ်နဂါးဝါမှာလှပလွတ်တဲ့မင်းကလေးတယောက်ကစီမီခွက်ကင်ပြီးစောင့်နေသလိုမျိုးရက်နေလေအကိုမိုးဒီအရန်ရွာနေတာပဲအထဲဝင်ပြီးခဏခိုပါဦးလားအော်ဟုတ်ကဲ့ကျွန်တော် train ရနလာတာဗျမလာကကိုထွန်းကိုအိမ်ထဲခေါ်သွားပြီးချောက်တွေ့တဲ့အဝေစားထိပေးတယ်ပြီးတော့ပူနွေကြွက်သားဟင်းနဲ့သမင်းကျွေးတယ်ကိုထွန်းကတော့မလာရဲ့အလှမှာမိန်းမောနေပြီးအိမ်ထဲကထူးဆန်းတဲ့အပုတ်နတ်တဲ့ကိုတတိမထားမိဘူးညီနဲ့လာလေကိုထွန်းနဲ့မလာတို့ပိုရင်းနေလာလေပဲမလာကသူမဟာဒီတော်ထဲမှာတယောက်တည်းနေတာကြားပြီးဖြစ်ကြောင်းအဖော်လူအပ်နေကြောင်းပြောပြီးကိုထွန်းကိုမြူဆွေတယ်သူတို့နှစ်ယောက်အတူတူအိပ်ဆက်ကြတယ်ကိုထွန်းစီထဲမှာတော့သူဟာကဘာမှာအကန်ခေါင်းဆုံးလူသားလူထင်နေတာဒါပေမဲ့ကိုထွန်းအိပ်ပျော်ခါနီးမှာမလာရဲ့လက်ချောင်းတွေကပုံမှန်ထဲရှည်ထွက်နေတာသူမရဲ့ခြေထောက်တွေကမြေကြီးနဲ့မထိပဲလွင့်နေတယ်လို့ဖြစ်နေတာတွေကိုတစ်ချက်မြင်လိုက်ရပြီမဲ့အိမ်မလို့ပဲထင်နေခဲ့တယ်နောက်တနေ့မနက်အလင်းရောင်ထွက်လာတဲ့အချိန်ကိုထွင်းနိုးလာတဲ့အခါသူဟာနိုးညံ့တဲ့အညာပေါ်မှာမဟုတ်ပဲညောင်ပင်အိုကြီးတပင်အောက်ကမြေပုံဟောက်တစ်ခုပေါ်မှာအိတ်နေတာကိုတွေ့လိုက်ရတယ်သူဖတ်အိတ်နေတာကမိန်းမလာလေးမဟုတ်ပဲအယိုးစုကြီးတစ်ခုဖြစ်နေတယ်သူစားခဲ့တဲ့ထမင်းနဲ့ကြွက်သားဟင်းတွေကလေပိုးလောင်လန်းတွေနဲ့အယိုးကွေးတွေဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါတရေကိုထုံရွာထဲကိုအဝတ်အစားမပါပဲအယူးတယောက်လိုအော်ဟစ်ပြေးဝင်လာတယ်ရွာကလူကြီးတွေကသူ့ကိုဝိုင်းဖမ်းပြီးဆေးကူပေးရတယ်မင်းတွေ့ခဲ့တာလွန်ခဲ့တဲ့အနှစ်20ကဒီတောထဲမှာကြွက်ထိုးထွက်တဲ့လင်းယောက်ျားကိုဆောင်ရင်းဆုံးသွားတဲ့မလာဆိုတဲ့မိန်းမပဲသူကကြွက်ထိုးတဲ့ယောက်ျားတွေကိုပဲရွေးပြီးခေါ်တာကွာကိုထုံးကတော့အသက်ဘေးကလွတ်လာပေမဲ့အခုထိညဘက်ဆိုအဖင်မထွက်ရဲတော့ဘူးသူစားခဲ့တဲ့ကြွက်သားဟင်းအနံ့ကိုတတိယတိုင်းအော့အန်နေတုံပဲတောဆက်မှာတော့အစောကရွှေရောင်ကြွက်ကြီးကကိုထုံးကိုကြည့်ပြီးမျက်လုံးတွေနီရဲကရဲမောနေပါတော့တယ်ခုလိုပုံပြင်ဇလန်းလေးတွေတင်တိုင်းကြည့်ရှုနိုင်ဖို့စူးစူးရဲ့ channel လေးကို subscribe နှိပ်ထားခဲ့ဖို့မမေ့နဲ့